Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့မြန်တို့မကောင်းတစ်ဖက်ချမ်းမှာရှိတယ်တိုက်ပါဘက်ကိုသွားပြီးတော့မောက်ချိုက်လေးစားပစ်ခဲ့ပါရဲ့ရှင်အော်ရာမှာမယ်ဆိုရင်တော့ခေါင်းပေါ်မှာတင်ထားတဲ့ QR scan လေးကိုဖတ်ပြီးတော့အော်ရာမှာယူရတာပါဆိုင်လေးကနေရာချင်းချင်းလေးကိုမတက်တက်ရရလေးနော်မနိုးကငါသားနဲ့လောက်ထားတဲ့မောက်ချိုက်တပွဲရယ်ဘဲသားနဲ့လောက်ထားတဲ့မာလာဟင်းတပွဲရယ်ပြီးတော့အမေသားအေးတပွဲရယ်မာယူပြခဲ့ပါရဲ့ရှင်ဆိုင်လေးကချင်းချင်းလေးနဲ့ချစ်စရာလေးနော်ကဲစားပြီးလို့ဘိုက်ကားသွားပါပြီရတာလည်းအရန်ရှိပါတယ်ဆိုင် decoration လေးလောက်ထားလည်းအရန်လှပါတယ်ပါဆယ်ဆွဲပြီးပြန်มาတော့မယ်ရှင်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဘလော့လေးမှာပြန်လည်ဆုံတွေ့ပါအောင်မယ်နော်ဟုတ်မယ်တတာ